ဆေးရဝင်လာတဲ့ကိုက်လန်လေးကြောက်စားမှဖြစ်ပါတယ်ရန်ကုန်မှာတော့ကိုက်လန်တစ်စီး1500ဖြစ်နေပါပြီတခြားနေရာမှာရောကိုက်လန်တစ်စီးဘယ်လောက်ဖြစ်နေလဲပြောပြကြအောင်နော်ကိုက်လန်လေးကိုအကျိုးလေးတွေအလေးလေးရောထည့်ပါတယ်အကျိုးလေးရလည်းရမ်းချို့ပြီးစားလို့ကောင်းပါတယ်တော့ကိုက်လန်ကိုအရင်ထည့်ပြီးတော့အရင်မှထည့်ပေါ်ပါတယ်စားရချမိုးတွေထည့်ရတော့မကြတော့နော်ကိုက်လန်လေးနဲ့ထိတ်ပြီးဆိုတော့ပြောင်းမှုလေးထည့်ပါတယ်ပြောင်းမှုနဲ့ကိုက်လန်လေးရောဆိုရင်ပြောင်းမှုရဲ့အချိုးတန်းနဲ့အရင်စားလို့ကောင်းပါတယ်ပြောင်းမှုလေးနဲ့ရောပြီးတော့ကိုက်လန်လေးရောမှုပါတယ်အားပြီးတော့နေပြောင်းမှုလေးလူပေါင်းတော့နော်ချက်ပေါင်းဒီလေးနည်းနည်းထည့်ပါမယ်ဒီလေးထည့်ပြီးသွားပြီဆိုရင်ပြောင်းမှုလေးရဲ့နည်းလေးဆိုရင်ပြုစီလို့ထည့်ပါမယ်မှတ်လိုက်တာတော့ပြုစီပါပြုစီတစ်စုံထည့်ပါမယ်ပြုစီတစ်စုံထည့်ပြီးဆိုလို့ရှိရင်တော့ချက်ဥလေးကိုခလောက်ပြီးတော့လောင်းထည့်လိုက်ပါမယ်ဒီတိုင်းဖောက်ထည့်လေးရပါတယ်ကျွန်တော်တော့ပကံတစ်ချက်လေးကိုချက်ဥလေးကိုဖောက်ထည့်ပြီးတော့မှဒီလိုလောက်ပြီးတော့လောင်းထည့်လိုက်တာနော်ဒီခုဆိုရင်တော့ရတာနဲ့ပြည့်စုံတယ်